အားလုံးပဲမင်္ဂလာပါအမကတစ်ချက်တော့ပြီပါအမက Great Fashion School ရဲ့ founder ဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါအမကတော့ teacher ရွှေစင်ဖြစ်ပါတယ်ရွှေစင် fashion and training center ရဲ့ founder ဖြစ်ပါတယ်ရှင်ကဲဒီနေ့မှဆိုလို့ရှိရင် teacher ရွှေစင်နဲ့အမပေါ့နော် teacher တော်မီနဲ့ကဒါပြောမယ်ဆိုရင်တော်တော်တချို့တွေလည်းသိကြရပေါ့နော်2018လောက်ထဲကနေပြီးတော့အတူလက်တွဲလာခဲ့တာပေါ့နော်ယနေ့ချိန်ထိကိုချက်ကျောင်းသူဟောင်းနေဆိုရင်တော့မတို့နှစ်ယောက်ကိုတွဲမြင်လိုက်တာနဲ့နော်တည်တယ်အဲ့တော့နောက်ပိုင်းအငယ်မှာမတို့တိတ်ပြီးပေါ့နော်မောင်နှစ်ယောက်ရဲ့ဒီ journey လေးတစ်ခုကိုမောင်က story လေးတစ်ခုအနေနဲ့ပေါ့နော်မောင်ဘယ်လိုတွေရှောက်လန်းခဲ့ကြလဲဆိုတဲ့အပိုင်းလေးကိုပြောပြပေးမယ်ပေါ့နော်ကဲတစ်ချက်ရှင်းစင်းနဲ့အမနဲ့စုံတဲ့အပိုင်းလေးအရင်ဆုံးစမယ်အမကကျတော့တစ်ချက်ရှိမှအရင်ဆို Avant Club ကိုစ join တာပေါ့နော်တစ်ချက်ရှိမှ Avant Club join ပြီးတဲ့အချိန်မှာပဲတင်တန်းပြီးတဲ့အချိန်မှာ assistant အနေနဲ့ပြန်ပြီးတော့တစ်ချက်ရှိမှအလုပ်ပြောင်းဝင်ခဲ့တယ်ပေါ့နော်အဲ့တော့2018လောက်ပြန်မယ်နဲ့တွေ့ပြီးရဲ့ခါကြလို့ရှိရင်မ congratulation လို့လည်းအခုပေါ့နော်တခါတည်းပဲဟိုပါအများနဲ့လည်းပြောဖြစ်ပါတယ်တစ်ချက်ရွှေစင်ကိုတွေ့တဲ့အချိန်မှာဘာလို့လဲဆိုတော့လုံးဝတခြားလူတယောက်အနေနဲ့လုံးဝ changes ဖြစ်သွားတာယူရောအမအနေနဲ့တကယ် appreciate လုပ်တယ်ပေါ့နော်အဲ့တော့ဘယ်လိုကြိုးစားခဲ့လဲဆိုတဲ့အပိုင်းလေးတစ်ချက်ပြောပြလို့ဒီချက်ရှိမှာ assistant လုပ်တဲ့အချိန်မှာကိုယ့်ရဲ့ဝါသနာကပေါ့နော်စာသင်ရဝါသနာပါတယ်ဆိုတာသိလာအဲ့ကစပြီးတော့မှကိုယ့်ရဲ့အိမ်မက်က designer ဆရာမဖြစ်ချင်တာပေါ့အဲ့လိုပါအဲ့တော့အမတို့နှစ်ယောက်တူတူပေါ့နော်စာရီသင်ခဲ့ကြရချိန်မှာနောက်တစ်ချက်တယောက်ရှိသေးတယ်နော်နောက်တစ်ချက်တဲပေါ့နော်ဒီချက်တဲတယောက်ရှိသေးတယ်အမတို့၃ယောက်တူတူတကယ်ကိုအရန်ကိုစူးစမ်းခဲ့လို့တကယ်တော့လေအမကလေပြောချင်တာလေဒီနေ့မှလေ Great Fashion School ကတကယ်ဆိုရင်အမသာရှေ့ထွက်နေတာပေါ့နော်တကယ်အမနောက်ွယ်ကနေပြီးတော့လုပ်ပေးနေရတဲ့သူတွေတကယ်ကို teacher ရွှေစင်တို့teacher တဲတို့ပေါ့နော် teacher တဲကလောလောဆယ်ဒီဗီဒီယိုမှာမပါလာဘူးပေါ့နော်လောလောဆယ်သူတခြားလုပ်ကိစ္စလေးရှိနေလို့ပေါ့နော်အဲ့တော့တချို့ဆိုရင် teacher တော်မီတယောက်တည်းပဲအရှေ့ထွက်နေတာနော်တကယ်တော့မဟုတ်ဘူးနော်အမအရှေ့ထွက်နိုင်ဖို့အမအရှေ့ကနေပြီးတော့ပေါ့နော်အလုပ်တွေလုပ်နိုင်ဖို့တကယ်ကိုနောက်ကနေပြီးတော့တကယ်ကို supporting ပေးနေတာ teacher ရွှေစင်တို့ teacher တဲတို့နော်နောက်လက်ထောက်ဆရာမလေးနော်2ယောက်3ယောက်ရှိသေးတယ်အဲ့ဒီသူတွေဒါမရှိရင်အမကလည်းဖြစ်တည်လာဖို့ဆိုတာမလွယ်ဘူးเนาะအဲ့ဒီအတွက်လည်းအမကအခုချိန်မှာပေါ့နော်teacher ရွှေစင်ရဲ့လက်ရှိဖြစ်တည်နေတဲ့အရာကြီးကိုအမတကယ်ကို appreciate လုပ်တယ်တကယ်ကိုလည်းလေးစားတယ်ပေါ့နော်ဘာလို့လဲနှစ်ပိုင်းခြားလေးကဘယ်တော့မှမရှိသေးတဲ့အချိန်မှာတပည့်တွေအများကြီးကိုလည်းတကယ်ကိုရလာခဲ့တာကိုအမအနေနဲ့လေတကယ်ကို appreciate လုပ်တာသိလားဘာလို့သူစူးစမ်းမှုကိုသူပဲသိတယ်ဒါအမဒါကြတော့ဒီဒါသူအောင်မြင်သွားတဲ့အချိန်မှာပဲအမဒါရွှေစင်အရန်တော်တယ်တစ်ချက်ရွှေစင်အရန်တော်တယ်ဆိုပြီးဟိုခန်းစားပေးလို့ရသူဘယ်လောက်ထိစူးစမ်းခဲ့ရလဲဆိုတော့အပိုင်းရွှေစင်ဒီမှာလေးတစ်ချက်ပြောပေးရောဒီကိုယ့်ကိုတယောက်တည်းပြန်ပြီးတော့မှဥဆောင်ရတဲ့အချိန်ကျအများကြီးခက်ခဲရှိတယ်ပေါ့နော်အဲ့ချိန်မှာကိုဘယ်လိုပြောမလဲအရှိမဒီချက်ကအများကြီးအားကြခဲ့ရရှိတယ်ပေါ့နော်အဲ့တော့ကိုကဒီဟာကိုတယောက်တည်းပဲရက်တည်တော့မယ်ဟိုပြန်ပြီးတော့မှကိုယ်တိုင်ဥဆောင်ရတော့မယ်ခံပြီးကြတယ်လိုအပ်တဲ့အကြံဉာဏ်တွေပါအများကြီးတော့ဒီချက်စီကတောင်းရအောင်နော်အခုချိန်ထိပဲအဲ့တော့အောင်မြင်မှုတစ်ခုရဖို့ဆိုတာလေကိုယ့်ရဲ့စိတ်ဓာတ်ပိုင်းနဲ့ဆိုင်မယ်လို့ထင်တယ်စိတ်ဓာတ်မှာတစ်ခုပဲပေါ့နော်ငါရအောင်လုပ်မယ်ငါဒီဟာကိုလုပ်နိုင်မယ်ဆိုတဲ့စိတ်တစ်ခုနဲ့အမှဖြတ်တန်းခဲ့ရပါတော့တကယ်လဲဒီအနေထားလေးတစ်ခုကိုရောက်လာတဲ့အချိန်မှာဘာဖြစ်ကိုဆရာဖြစ်တဲ့ဒီချက်ရဲ့ကျေးဇူးတွေလည်းအများကြီးရှိပါတယ်အမအိမ်မတစ်ခုရှိအမဒီချက်ရှိမှလက်ထောက်ဆရာမလုပ်နေတဲ့အချိန်မှာလေဒီချက်အရန်တွက်တာမှတကယ်တွက်တယ်ပေါ့နော်ဒီချက်ကိုမြင်တဲ့အချိန်မှာအမအိမ်မတစ်ခုရှိခဲ့ဘူးရဲ့အိမ်မတစ်ခုကအဲ့ဒါပါလဲဆိုအဲ့ချိန်ကဒီချက်နဲ့ဆိုတမီးက2နှစ်ပဲกว่าနော်2နှစ်တော့အခုချိန်လေးတမီးရဲ့အဲ့လိုပဲဒီချက်နဲ့တွေ့အဲ့လိုပဲအဲ့ဆိုတော့ရွှေစင်နဲ့ဆိုရင်ရွှေစင်အဲ့မှာဆိုခလေးစိတ်ပဲရှိသေးတယ်ဒီချက်ဒီမှာလှုပ်တဲ့အချိန်မှာဆိုလေဆီယာမစိတ်တယောက်ကိုအရန်တွင်းရဒီချက်ဆိုအမြဲဆုံးမှရွှေစင်အဲ့လိုခလေးလိုနေလို့မရအောင်တော့အဲ့လိုပေါ့နော်အဲ့ဒီမှာကိုကကျတော့အရန်အပျော်မှတ်ပြီးတော့မှဒါပေမဲ့ဒီချက်ရောက်သွားတဲ့အချိန်မှာလမ်းကြောက်တစ်ခုပေါက်သွားအဲ့ဒီချိန်မှာဒီချက်28နှစ်အရွယ်မှာအရန်အောင်မြင်တဲ့လူတယောက်ပေါ့နော်ဖြစ်နေပြီအရန်အားကြရတဲ့လူတယောက်ဖြစ်နေကိုအဲ့မှာ26နှစ်မှာဘာမှမဟုတ်သေးဘူးအဲ့ဒီမှာစိတ်ကူးထဲမှာဘာမှမဟုတ်သေးတဲ့ကောင်မလေးတယောက်မှာစိတ်ကူးထဲမှာအိမ်မက်တစ်ခုရှိရပေါ့ငါအသက်28နှစ်ရောက်ရင်ဒီလုပ်ငန်းတစ်ခုငါဥဆောင်နိုင်တဲ့လူဖြစ်ရမယ်ပေါ့နော်အဲ့လိုမျိုးရည်ရွယ်ချက်ထားလိုက်တာဒါပေမဲ့အခုအသက်28နှစ်မှာတကယ်ကိုဒီရဲ့ fashion ဒီရွှေစင် fashion and training center တင်နန်းကျောင်းကြီးကိုဥဆောင်နေတဲ့တင်နန်းဆရာမတယောက်ဖြစ်လာတာပေါ့နော်ကိုလည်းလုံးဝဂုံယူတယ်ပေါ့နော်အဲ့လိုရမှာလीနော်အဲ့လိုပေါ့အဲ့ဟိုကပေါ့နော်26နှစ်အရွယ်သူကျဲတကယ်အဲ့ချိန်ကဆိုရွှေစင်အရင်ပျော်နေတဲ့အချိန်ကျဲသိပါအချိန်တိုင်းလေအမရဲ့ခေါင်းထဲမှာဆိုအချိန်ပြည့်လုံးဝအပျော်ပဲမှတ်နေဒါပေ
ပေမဲ့အဲ့လိုမျိုးတီချေကိုတွေးလိုက်တဲ့အချိန်မှာအခုချိန်နေလည်းဖြစ်နေတာအခုတီချေနဲ့ပြန်ပြီးတော့တွေးတဲ့အချိန်မှာလည်းငါလှုပ်ရပဲငါအောင်ရင်ရပဲအဲ့ဟာပဲအမြဲတမ်းအဲ့လိုပေါ့နော်တီချေရှာပြီးတော့မှဗါလဲ energy တွေယူနေအောင်အသက်ပိုင်းခြားရတစ်ခုဆိုအမှ30ကျော်လာပြီ30မှာတော်တော်လေးကျော်လာပြီဆိုတဲ့အချိန်မှာငယ်တဲ့လူတွေကိုနေရာပေးရမယ်ငယ်တဲ့လူတွေနေရာပေးရမယ်ဆိုတကယ်တော်တဲ့လူတွေတကယ်လှုပ်ချင်တဲ့လူတော်တာနဲ့မဆိုင်ဘူးနော်လှုပ်ချင်စိတ်ရှိဖို့ပဲအရေးကြီးတယ်လှုပ်ချင်စိတ်ရှိအရာရာဖြစ်လာမှာပဲနော်ရှစ်ဒါရွှေစင်းကအသက်တွေပဲဟိုပေါ့လက်တွေပဲဘာလို့သူလှုပ်ချင်စိတ်အရင်သူစိတ်ထဲမှာချစ်တဲ့ဘာဖြစ်ချင်တာလဲမဆိုမိတယ်အဲ့ဖြစ်ချင်တာသူကအဲ့တခုမှုတွင်းလိုက်တာလေသူအဲ့ဟာကြီးသွားအဲ့လမ်းကြောင်းသူရအောင်သွားတယ်ကွာအဲ့တော့အဲ့ဟာလည်းလက်တွေ့ပဲဆိုတာယူပြီးကိုမလုံးနိုင်ပေမဲ့လုံးနိုင်တဲ့လူရှိတယ်လုံးနိုင်တဲ့လူလက်လွဲပေးလို့ရတယ်ကွာတကယ်ပဲမှဒါပွင့်လင်းဆုံးပြောတာလုံးနိုင်တဲ့လူလက်လွဲပေးလို့ရတယ်ဘာလို့ကိုမလုံးနိုင်တဲ့အရာကြီးကိုတယောက်တည်းတိမ်သွားမှာဒါအမစိတ်ပဲဘာလို့ကိုနီးနားမှာရှိနေကိုအခေါ်ပြုပေးခဲ့တယ်ကို grace ဆိုရဲ့ဒီအရာကြီးကိုဖြစ်တည်လာဖို့အတွက်ဘေးလူတွေကမရှိဘူးဆိုရင်အမဆိုတာလည်းဖြစ်တည်လာမှာမဟုတ်ဘူးအမအရှိမဒီလိုလှလှလေးပြောနေဖို့အတွက်အနောက်ကနေသူတို့မှအသက်ကုန်လုပ်ပေးရတာနော်2019 18မှာဒီမှာစာတင်နေဆို18 19 20အမအသက်ကုန်လုပ်ရတာမော်လမြိုင်သွားအောင်မော်လမြိုင်ကျောင်းသွားအောင်ဆိုလည်းသူပြေးရပြန်အဲ့လိုမျိုးပေါ့နော်ကိုယ်လက်ထဲကနေပြီးတော့လွတ်သွားပြီးလို့သူချစ်တော့ပေါ်သူရက်တည်တာအောင်မှစစ်စီရင်အမတို့ဒါလေးကုညီပေးပါအောင်ဆိုတာတော့မှဒီလိုမျိုးပေါ့နော်ကိုအရှိရထွက်နေဖို့အတွက်ကိုအနောက်ကနေလူတယောက်ကဘယ်လောက်ထိလုပ်ပေးရလဲဆိုတော့ဒါတကယ်ကိုကျေးဇူးတင်မှုရောအမားအနေနဲ့လည်းဒါဟိုနေလက်ဟိုပေါ့နော်ဟိုဒီဗီဒီယိုမှာမပါတဲ့ဒီချယ်တွေကိုရောအမတကယ်ကိုလေကျေးဇူးတင်တယ်ပေါ့နော်အမားဆိုတာဖြစ်တည်လာဖို့အတွက်နောက်လူမရှိမှမဖြစ်ဘူးအဲ့တော့အမောင်ရရဲ့ channel ကနားကိုတင်ဆက်မယ်။ဒါရတဲ့ရောက်ကြပါလား။အဲ့တော့အမောင်ရရဲ့ channel မှာနော်ဘလူတွေစိတ်ကောက်ပြီးဘလူတွေစိတ်ဆိုတာရှိတယ်။ဘလူကကိုကောက်တယ်။ဒီချဲပေါ့။မှန်လား။တကယ်ကောက်ရနော်။ဒီချဲစိတ်ကောက်နေရနော်ဒါပေမဲ့လေမတိကြောင်လဲစောင်းလိုက်တာခဏလွတ်ထားလိုက်ပြီးသွားရင်ဒီချဲရေးဆိုပြီးသွားပြီအဲ့လိုမျိုးပေါ့နော်။ဒီချဲကိုဝေယူလို့မရအဲ့လိုမျိုးပေါ့တော်တော်ရုပ်မှာကောက်ခဲ့ကြသေးတယ်။ဒါပေမဲ့ပျော်လဲတော်တော်ရုပ်ပျော်ခဲ့ကြပါတယ်တော်တော်မှာကောက်လည်းပြီးသွားမယ်နော်။ကောက်လည်းပြီးသွားပြီ။ဒီလိုဆိုတော်တော်ကောက်နေတယ်နော်။ခဏပြကျွန်မမကောက်ဘူး။အမမကောက်ဘူး။ဟုတ်သိကြလို့လား။ဟုတ်မှန်တယ်သိကြလို့လား။ကျွန်မကောက်တယ်လူချင်းမှာတော်တော်ကောက်ခဲ့ပါတယ်ဒါပေမဲ့နောက်ဆုံး relationship နောက်ဆုံးရက်တည်မှုကဘယ်အချိန်မှဖြစ်အမစိတ်ထဲမှာဆိုရင်တော့အမြဲအမစိတ်ရပေါ့နော်စိတ်ရကိုချစ်တဲ့စိတ်ရပါသမီးတော်တော်ချစ်ခဲ့ပါတယ်ဒီချက်သိပါအဲ့လိုမျိုးပေါ့နော်ကိုကဒီနေရာကိုလေဒီအခုလိုမျိုးကိုဒီလုပ်ငန်းလုပ်တဲ့အချိန်ကျမှသိရအဲ့ဒါလည်းဒီချက်ကိုအမြဲပြောပြပါဒီချက်သမီးဒီလုပ်တဲ့အချိန်ကျမှဒီချက်ခံစားချက်တွေနားလည်ပြီးအဲ့ဒါတကယ်ဖြစ်တာဆရာတယောက်အရင်ကကြောက်ကိုဝန်ထမ်းပဲလုပ်ရတာဟုတ်ဦးမဆောင်ရအောင်လေဦးမဆောင်ရတဲ့အတွက်အဲ့လိုမျိုးဥဆောင်ရတဲ့လူရဲ့စိတ်ကိုကောင်းကောင်းနားမလဲဘူးကွာအဲ့ဟိုကကျတော့ကိုစိုးခဲ့တဲ့အပိုင်းမျိုးပေါ့လေဖြစ်ကလေးစမ်းနေအဲ့လိုမျိုးပေါ့ဒါပေမဲ့ဟိုဆရာတယောက်လုပ်တဲ့အချိန်မှာပြန်သိတဲ့အချိန်မှာလေကိုဆရာဝင်ချတောင်းမှန်နေရင်ကကျတော့ကိုကလက်ထောက်ပဲလုပ်ခဲ့ရလေတင်တန်းတစ်ခုကိုဦးစီးပြီးတော့မှလုပ်တဲ့အခါမျိုးမှာလိုအပ်ချက်တွေတော့အများကြီးရှိရပါတော့အဲ့ဒါတွေအကုန်လုံးဒီချက်ရှိရပဲနီလန်ကောင်းတွေယူခဲ့ရရှိရဲအများကြီးလဲကူညီခဲ့တဲ့ဒီချက်ရလေဒုက္ခဒီလိုပေါ့ကိုတချို့အရာတွေပေါ့ social ဘိုင်းဆိုမှမကျွမ်းဒီချက်ဆို social ဘိုင်းရမ်းကျွမ်းနေလေအဲ့ဘိုင်းနေမှာဆိုဒီချက်ရေးသမီးတော့ဒီလိုဆိုရင်ဒီချက်အကုန်ပြောပြအမရဲ့ role model ကလည်းတကယ်ဖြစ်ခဲ့တာဘာဖြစ်လို့လဲဆိုတော့အမ24နှစ်လောက်23 24နှစ်လောက်မှာဒီချက်နဲ့တွေ့ပြီးတော့မှအဲ့လိုတော့မရှိသေးဘူးရှိသေးဘူး23လောက်ပဲအဲ့လိုပဲရှိမှထင်တယ်23လောက်ပဲရှိဟုတ်တယ်အခုချိန်ဒီချက်နဲ့တွေ့ပြီးဆိုတော့ငါအလုပ်လုပ်ရမယ်ငါအလုပ်ကိုလှုပ်ချင်စိတ်တွေတအားဖြစ်တာအဲ့ဒီမှာလေတီချဲက26နှစ်23နှစ်ဆိုရင်တော့တီချဲ25နှစ်တပီး2နှစ်ပဲကြီးရ2နှစ်ကြီးတဲ့အုံနောက်ကွာသိလားအရန်ကြီးတယ်အဲ့တော့စဉ်းစားလိုက်တယ်ငါတီချဲကိုကြည့်ပြီးတော့အားကြတာပေါ့နော်ဒါပေမဲ့လေ target တစ်ခုထားလိုက်တာပေါ့နော်အမ target တစ်ခုမဟုတ်3ခုထား3ခုလား3ခုထားတစ်ခုကပထမဦးဆုံးကငါအသက်28နှစ်23နှစ်เนาะအဲ့လိုမျိုးအရန်ပျော်ပါမှတ်ပြီးတော့မှလုပ်ငန်းတစ်ခုကိုဥမဆောင်နိုင်သေးတဲ့လူတစ်ယောက်ရဲ့စိတ်မှာတိချက်ကိုကြည့်ပြီးတော့ဘာထားလိုက်လဲဆိုတော့အဲ့ဒါတကယ်မှန်တရားပဲဖျားစုဖျားစုအဲ့28နှစ်ကြာရင်ငါလုံးဝလုပ်ငန်းတစ်ခုကိုဥဆောင်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်ရမှာပေါ့နော်ပြီးရဲလို့ကျန်တဲ့နှစ်ခုကတော့မအောင်မြင်သေးတဲ့အတွက်မှမပြောသေးဘူးနော်အလုပ်ကိုယ့်ရဲ့အခုချိန်ကြီးစိတ်အားထက်တန်နေတော့အဲ့နှစ်ခုကလည်းအချိန်ပိုင်းခြားတစ်ခုပဲလို့တော့အဲ့ဟာတကယ်လို့ပြေးခဲ့ပြီဆိုရင်ထပ်ပြီးတော့လည်းလာပြီး energy ပေးအောင်မယ်နော်ဒါလို့လဲဆိုတော့ဘယ်လိုစူးစမ်းခဲ့ရတယ်အဲ့ဆိုကိုယ့်အိမ်မက်တွေတကယ်ဖြစ်လာပြီပေါ့အဲ့လိုမျိုး
တကယ်ပဲသိချင်တယ်က28နှစ်မှာတမိဒီတင်တန်းချောင်းကိုဦးဆောင်နေတဲ့လူတယောက်ဖြစ်လာတယ်လေအဲ့ဒါလည်းဆိုလို့ရှိရင်တက်ကချောင်းဒါကဟုတ်တယ်လူတယောက်မှာရည်ရွယ်ချက်ရှိရမယ်နော်ရည်ရွယ်ချက်ပန်းနိုင်ရှိကိုရှိရမယ်အဲ့ဒီလိုအရွယ်ကပြီးတော့မှအခုလိုမျိုးလုပ်ငန်းတစ်ခုကိုဦးဆောင်လာတဲ့လူတယောက်ဖြစ်လာပေါ့အဲ့ဒါကြီးအကုန်လုံးenergy တွေကတိကျရှိရတကယ်အဲ့ဒါခါလေးပေါ့နော်ဒီအလုပ်တစ်ခုကိုလုပ်တဲ့အချိန်မှာပေါ့နော်အမတို့ဒီငယ်ရွယ်တဲ့လူတွေပေါ့မတို့လည်းငငယ်လေးနဲ့စားခဲ့ရတယ်တကယ်ကို background မရှိပဲနဲ့ကိုလန်ကိုဖောက်ရတဲ့လူတွေပါပဲဟိုလိုမျိုးပြောရင်ကိုလှဲမှာပို့စူးစမ်းရလို့တော့မဟုတ်ဘူးတကယ်တော့ကိုလန်ကိုဖောက်ကြတဲ့လူကလည်းငယ်ကိုစူးစမ်းရတဲ့လူစူးစမ်းလို့လည်းစူးစမ်းခဲ့လို့လည်းလူကနေရာတနေရာသူ့ဘက်ကိုအဆင်ပြေနေတာပေါ့နော်ဘယ်သူမှတော့အကုတ်ကိုအောင်မြင်တယ်လို့အမလည်းမဆုံးဖြတ်ခဲ့ဘူးမတွေးခဲ့ဘူးပေါ့နော်ငါတို့စူးစမ်းအောင်ပဲတနေရာမှာပေါ့တနေရာဘာလိုချင်တာလဲဟောမှာနော်မပြောချင်တာအောင်မြင်မှုလားငွေကြေးလားအဲ့နှစ်ခုကိုတွဲပြီးတော့ပဲပေါင်းမှာလားဆိုတဲ့အပိုင်းလေးပေါ့နော်အဲ့တော့မောင်နှစ်ယောက်လုံးကအမျိုးသမီးငယ်လေးလည်းဖြစ်တယ်ပြီးတဲ့အခါကျတော့မောင်နှစ်ယောက်လုံးကဒီအိမ်မက်တစ်ခုစီပေါ့အိမ်မက်ကိုစီရှိကြတယ်ပေါ့နော်အမကလည်းအမအိမ်မက်တစ်ခုတခြားဟာရှိတယ်ပေါ့ခုနောက်ပိုင်းမှာဆိုလို့ရှိရင်အမကတော့မှဒီ fashion နဲ့ပဲကနေနည်းနည်းလေးကင်းကွာလာတယ်ကိုများ t-shirt ရွှေစင်ပို့ထွက်နိုင်တယ်ပို့ထွက်နိုင်တဲ့အတွက်လည်းအမအနေနဲ့အိုးကြည့်လိုက်ရသူတော်လိုက်တာတကယ်လုံးနိုင်တယ်ဒါကိုဒီဘေးနားရင်တွေ့နေတဲ့ကလေးညီမလေးတယောက်ကနေပြီးတော့တကယ်ကိုဦးဆောင်နိုင်တဲ့မျိုးသမီးငယ်တယောက်ပြန်တွေ့ရတဲ့အချိန်မှာပြန်တွေ့ရတဲ့အချိန်ကသူ့ကိုတွေ့နေရတာတွေ့နေရဟိုခရီးမဟုတ်ကတင်းနှစ်ယောက်နဲ့တယောက်အဝေးနေရတာမျိုးမဟုတ်နေရလဲနီးနီးလေးပဲဆိုတော့ဟိုပြန်တွေ့သူ့ကိုတွေ့တဲ့အချိန်မှာတကယ်ကိုမနေနေလေတကယ်ဝမ်းသာရတယ်ပေါ့နော်ဘာလို့လဲဆိုတော့လူတယောက်စူးစမ်းတာသူစူးစမ်းတာသူကိုယ်တိုင်အသိဆုံးပဲသူဘယ်လောက်ထိစူးစမ်းခဲ့ရလဲဆိုတာအမတို့သူမေးတယ်ဆိုတာမေးတာပဲရှိမှာသူကိုယ်တိုင်တကယ်လုံးမဖြစ်ပါလေနော်သူကိုယ်တိုင်တကယ်လုံးမဖြစ်မှာဆိုတော့တကယ်ကိုသူ့ရဲ့အိမ်မက်ကလည်းဒီပေါ်လာပါပြီနော်ပေါ်လာပါပြီနော်ဒါအဲ့တော့အမအရှိကိုထွက်ဖို့အတွက်ဆိုလို့ရှိရင်နောက်ွယ်ကနေတကယ်ကိုပံ့ပိုးပေးကြတဲ့သူဒီနေ့ချိန်လေးလည်းအမမမေ့ဘူးအဲ့ဒါကြောင့်အမကဒီနေ့ဒီ vlog လေးရဆိုရင်အမောင်ကညနေရမဟုတ်စားနေနေဒီကတော့တခြားလုပ်တစ်ခုတော့အမလုံနေတာပေါ့နော်တိုင်မင်နေကြလုံနေနေအဲ့ချင်းစီမတို့ဒီဟာလေးတစ်ခုလေးလုပ်ကြည့်ရင်ကောင်းတာပေါ့နော်ဘာဖြစ်လို့တော့အမ open ပဲနော်အမလည်းဗာမေးမှမသိဘူးအမလည်းမေးမှမဟုတ်ဘူးရွှေစင်လည်းမေးမှမဟုတ်ဘူးအမဘယ်လိုသွားခဲ့ကြလဲဘယ်လိုစူးစမ်းခဲ့ကြလဲဆိုတော့မှတ်တိုင်ကြီးပေါ့နော်ဒါလေးတွေပဲအဲ့တော့ပြင်တန်းနေဆိုလို့ရှိရင်တော့ဒါဒီချက်ရွှေစင်ကတော့တက်ဖို့တော့အမတော့အကြံပေးတယ်အဲ့တော့မတို့နောက်ပိုင်းအတန်းလေးတစ်ခုပြင်ညာပေးမယ်အဲ့တန်းလေးကဘာတန်းလေးဖြစ်မလဲတော့တချို့လည်းရင်းပြီးလောက်တော့ရှိပြီးရှင်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီချက်စင် page မှာတင်ထားပြီးသွားရင်တင်ထားပြီးတော့တရားဝင်မကြင်ညာပေးရသေးရပဲရှိမယ်เนาะအားလုံးပဲနှက်ဆက်ပါတယ်တတာပါနောက်ဗီဒီယိုဖိုင်မှာပြန်ဆုံကြမယ်เนาะအခုလိုမျိုးတကယ်ကိုမောက်လျှောက်ခဲ့တဲ့ဒီ energy လေးကခီးလေးတစ်ခုပါပေါ့เนาะမောက်တာ open မောက်ပြောတာဖြစ်တဲ့အတွက်ချို့ပိုင်းတွေမှာလိုအပ်ချက်လေးရှိကောင်းရှိနိုင်တယ်ပေါ့เนาะဒါလေးဆိုလို့ရှိရင်မတို့နားလည်ပေးပါဘာကြောင့်လဲဆိုတော့ဒီလိုပိုင်းတွေကိုပြောရတာကြတော့ story guideline နဲ့မောက်ပြောရတဲ့စာလို့ရှိရင်နောက်မောက်လျှောက်ခဲ့တဲ့လမ်းလေးတွေတကယ်ခက်ခဲတာအများကြီးရှိရင်เนาะနောက်ပွဲတွေလုံးတဲ့အခက်ခဲတွေပြောပြအောင်မယ်နောက်ပိုင်း junior တွေလေဟုတ်တယ်ပွဲတွေလို့ဘလိုတွေတောင်မှပြားဖန်းခက်ကြလဲဆိုတဲ့အကြောင်းလေးတွေကစားနော်ဒီ channel ဆိုပွဲတွေတော်တော်များများစုံခဲ့ရဆိုတော့လေနော်အဲ့ဒီဘိုင်းလေးကစားပြောပေးမယ်နောက်ထပ် story အများကြီးရှိတယ်တစ်ခါလောက်တင်ပေးကောင်းတယ်တဲ့နော်တစ်ခါယူစင်အားရနေနဲ့ဒီချက်အားရနေနဲ့အဲ့ကောင်းတာပေါ့အဲ့လိုမျိုးနော်တစ်ပတ်တစ်ချိန်လောက်တော့အမတို့ face တွေမှာတင်ပေးဖြစ်မယ်ကဲတင်ပေးရမှာလားမေးပါဦးတင်ပေးရမယ်ဆိုရင်ပြောနော်ဘာဖြစ်လဲဆိုတော့အမတို့တွေတူတူဖြတ်တန်းလာပုံပြီးရင်ဒီချက်မှာလည်းဒီချက်အခက်ခဲဆိုတာရှိမယ်ရွှေစင်းမှာလည်းရွှေစင်းအခက်ခဲဆိုတာရှိမယ်ပေါ့နော်အဲ့ဒါတွေကို knowledge sharing လုပ်ပေးခြင်းအဓိကတော့ဒီ fashion နဲ့ပဲအခုဆိုအများကြီးကျယ်ပြန့်လာပြီအဲ့လိုကျယ်ပြန့်လာတဲ့အရာကကိုမှရှောင်းဆောင်ရန်လေးတွေသိအောင်ပေါ့နော်အဲ့ဒါလေးတွေကိုအမတို့ sharing လုပ်ပေးလုပ်ပေးခြင်းလေတင်နေရတာတကယ် reality life မှာ live ဝက်ချက်တွေလည်းရှိနိုင်တယ်အဲချို့ဘယ်ရမှာတော့ပြည့်စုံတဲ့လူကမခံစားမိပါဘူးကိုယ်လည်းပြည့်စုံတဲ့လူကမလည်းမခံစားလို့ရွှေစင်လည်းခံစားမိမှာမဟုတ်ဟုတ်လားအဲ့လိုလိုဝက်ချက်တွေမှာကိုယ်မှာခဲ့တဲ့အရာတွေရှိရင်မလုံးနဲ့ပေါ့ဟုတ်တယ်မလားတကယ်လို့အဲ့ဟာကြီးမှလှုပ်ချင်တယ်ဆိုတာလည်းမှန်ချင်လည်းမှန်နေမယ်ပေါ့နော်ဒါကတော့တယောက်တစ်ယောက်ခံယူချက်တွေရအောင်မတူကြဘူးဆိုတော့တကယ်တော့မောင်ရဲ့ reality ဖြစ်တဲ့ journey လေးတစ်ခုကိုထပ်ပြီးတော့မောင်ကို sharing လုပ်ပေးမှာပါဟိုပေါ့နော်အပတ်စဉ်မတူတာလေးပေါ့ငါတို့ဘလူးလေးလုပ်ခဲ့တယ်အဲ့ဒါလေးအမှတ်တရဖြစ်တော့မောင်ကိုရိုက်ကူပေးမယ်ပေါ့နော်အဲ့လိုပိုင်းနေမှာလည်းမောင်ကopen ပဲသွားမှာဆိုတော့ငါလိုအပ်တာလေးရှိမှာငါလည်းနားလည်ပါလို့ဘာလို့လဲဆိုတော့မောင်ကဒါယူတကယ်ဟို story ကိုမောင်ကဟို story ပုံစံကြီးနဲ့မောင်သွားခြင်းပေါ့နော်အားလုံးရဲ့တကယ် reality life ကိုမောင်ဖတ်တမ်းရတဲ့ပုံပြောမှသာလေတကယ်အခက်ခဲဖြစ်လာတဲ့အခါဘယ်လိုဖြေရှင်းရမလဲဆိုတော့သိမှာပေါ့နော်အဲ့ဆိုရင်စကားလေးပဲဖြတ်လိုက်တော့မလားအားလုံးပဲတတာပါ